မင်္ဂလာပါရှင်ဇန်နဝါရီလမှာမွေးဖွားတဲ့သူတွေအကြောင်းကိုပြောပြပေးချင်ပါတယ်နေ့တစ်နေ့ရဲ့အစဆုံးလမှာမွေးဖွားတဲ့သူတွေဖြစ်တဲ့အတွက်ထူးခြားတဲ့စွမ်းရည်တွေကမွေးရပါပါလာကြပါတယ်အထူးသဖြင့်တော့သူတို့ကပြဿနာတွေကိုဖြေရှင်းနိုင်စွာမြင်မာကြပါတယ်တီထွင်ဖန်တီးနိုင်စွာလည်းရှိပါတယ်ဒါကြောင့်မို့သူတို့ကိုခေါင်းဆောင်နေရများမှာမကြာခဏတွေ့ရတတ်ပါတယ်ဒါအပြင်စာရေးဆရာတွေအဖြစ်ဒီဇိုင်နာတွေဆရာဝန်တွေစီးရင်ကိုင်လောကမှာလည်းအောင်မြင်ထူးချွန်ကြသူများဖြစ်ပါတယ်ရည်မှန်းချက်ကြီးတယ်လို့လက်တွေ့ကြတဲ့အတွက်လည်းသူတို့ကိုထိတ်တန်းစီအိုရာထူးများမှလည်းတွေ့ရတတ်ပါတယ်လိလာမှုတွေအရတော့ဇန်နဝါရီလမှာမွေးတဲ့သူတွေကို professional အားစားလောကမှာအောင်မြင်သူများဖြစ်လဲတွေ့ရတတ်ပါတယ်သူတို့ကမွေးရပါကျင်နာတတ်သူများဖြစ်ကြပါတယ်ဒါပေမဲ့ရှက်တတ်ကြပါတယ်လှုပ်ဝက်ချက်များလဲသူတို့မှာရှိနေတတ်ကြပါတယ်ဒီဇင်ဘာ22ကနေဇန်နဝါရီ19အတွင်းမှာမွေးရင်တော့အဲ့ဒါဟာကပရီကွန်မကရရာသီဘဝဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဇန်နဝါရီ20ကနေဖေဖော်ဝါရီ18အတွင်းမွေးရင်တော့ Aquarius လို့ခေါ်တဲ့ကုန်ရာသီဘဝဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဝိစင်သင်းနဲ့ကြောက်မြင့်ရတနာများကတော့ဂါနဲ့လို့ခေါ်တဲ့ညီညိုရောင်ကြောက်တစ်မျိုးပေါ့နော်အဲ့ဒါကိုအဆောင်ဖြစ်နေဝတ်ထားမယ်ဆိုရင်အခြေလူမှုရေးတို့မှာအောင်မြင်နိုင်ပါတယ်အဲ့ဒါအပြင် Rose Quartz ကလည်းသူတို့အတွက်ကောင်းတဲ့ကြောက်တစ်ခုဖြစ်ပါတယ်နောက်ထပ်ကံကောင်းစေတဲ့ပန်းတွေကတော့ Carnation Snowdrop တို့ဖြစ်ပါတယ်မြန်မာပြည်မှာတော့ခွာညိုးတို့သစင်းတို့ကဇန်နဝါရီမှာပွင့်လီရှိကြပါတယ်ကျမ်းမာရေးအနေနဲ့ကတော့လူတစ်ယောက်ချင်းရဲ့မျိုးရိုးဗီဇနဲ့မွေးဖွားတဲ့နေရာဒေသအခြေခံမှာမူတည်ပါတယ်သို့တော်လည်းဇန်နဝါရီလမှာမွေးဖွားသူများကသွေးတိုးယောဂါတို့နှလုံးယောဂါတို့အယ်ဇိုင်းမာယောဂါတို့အဲ့လိုယောဂမျိုးတွေဖြစ်နိုင်ကြီးပုံမမြင်မာတယ်လို့သူတေသနာများကဆိုပါတယ်အားလုံးပဲကံကောင်းကြမှာကြပါစေကျေးဇူးတင်ပါတယ်ရှင်